ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်အခုရောက်ပြချင်တဲ့ကားလေးကတော့ Toyota RAV4 2001 model လေးဖြစ်ပါတယ်ဗျလူတိုင်းကြိုက်တဲ့ play view အောင်လေးဖြစ်ပါတယ်ရန်ကုန်လိုင်းစင်ဥမ H တန်းလေးနဲ့ပေါ့နော်လိုင်းစင်ကလည်း2029 6လပိုင်းကုန်ထိရှိတယ်ပေါ့နော်ဒီကောင်လေးကအယိုးအစ်အတိုက်အခိုက်ဘာမှမရှိပါဘူး engine gear အားလုံး error မရှိပါဘူးเนาะ gear အချိန်ပြူကောင်းတယ်ပြီးတော့စီစားလည်းအရင်ကြီးတော့မစားဘူးပေါ့နော်4V ဆိုတော့မြို့ထဲတုံးမယ်ဆိုတော့ 1.8 ထက်ပိုပြီးတော့နည်းနည်းလေးပိုစားပါမယ်ဗျဟုတ်ကဲ့ဆေးလေးတွေကတော့ဆေးလေးတွေကြံသေးတယ်တော်တော်တော့ကြံသေးရပါတော့အခုဒီကောင်လေးဆိုရင်စက်ပေါ်လေးတိုက်အတွင်းကဘာညာအကုန်ရှော့ဖုတ်ပြီးတော့လက်တင်စီလေးပေါ့နော်တာယာလေးအားကောင်းပါသေးတယ်အောက်ပိုင်းလေးပါလေးအကုန်လုပ်ပြီးသားပါဗျဘုံနဲ့ဒီပါချမ်းတွေအဖြုတ်တမ်းမရှိပါဘူးအယုတ်အစစ်အတွန်းအတိုက်ဘာမှမရှိပါဘူးဗျဒါလေးကိုစိတ်ဝင်စားလို့ဝေကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399955151115ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်